အားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေအဲ့တော့ပြီးခဲ့တဲ့နေ့ကတော့ကျွန်တော်တို့နှစ်ပွဲနိုင်နှစ်ပွဲရှုံးဖြစ်သွားတယ်ပေါ့အဲ့တော့ My City တို့ဘာတို့ကနိုင်တယ်နောက်တစ်ခုက Lion နိုင်တယ်ကျွန်တော်တို့ဟိုပွဲက Valencia ကျွန်တော်တို့ပြီးကန်ဒီမှာပေးလဲတရေကြမဲ့ဟာကိုပြီးကန်ဒီမှာပေးလဲတော့ကျိုးသွားတယ်ထားပါအဲ့တော့မဆိုးဘူးပေါ့ဒီနေ့လာမယ်ကျွန်တော်တို့အနေနဲ့ဒီနေ့တော့အမြည်ပေါ့ကျွန်တော်၃ပွဲဒီမှာပြောဖို့ရှိတယ်ကျွန်တော်ဒီမှာ၃ပွဲပြောမယ်ပေါ့ပြောမဲ့ပွဲကျွန်တော်လိုင်ယွန်တောင်ဖြစ်နေပြီကျွန်တော်တို့ Leeds United နဲ့ Nottingham Forest နဲ့ပွဲ Leeds United ကနေပြီးတော့ level 50ရှုံးပြီးတယ်ကိုပေါင်ကြီးက2-60ရှုံးပဲရှိတယ်ခုနောက်ပိုင်းသတိထားမိတာတခုကအတင်းတင်းဟာခြေစွမ်းကအရန်ရနေရင်ဘလို့မှတားလို့မရဘူးဆိုတာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီအလာဘက်ကိုဒီယာဒီမှာကျွန်တော်သတိထားမိတယ်အဲ့ဒီတင်ကအမြဲတမ်းဖင်ချတယ်အမြဲတမ်းနှလုံး25ရှုံးနှလုံးတရေနှလုံး20စား30စားပြီးတယ်ပြကြရင်ကျွန်တော်ကြည့်လိုက်ရင်အဲ့ဒီတင်ဂိုးပေါ်နေတယ်အဲ့ဒီအတင်ရဲ့ဒီဇိုင်းနောက်တစ်ခုကခုနောက်ပိုင်းဆိုရင် front back ဆိုရင်ခုနောက်ပိုင်းကျွန်တော်တီးတလောက်ဆိုရင်ကျွန်တော်ပေးတော့မပေးပါဘူးဒါပေမဲ့ကျွန်တော်ကြည့်နေတာ front back ဆိုရင်ခုနောက်ပိုင်းကြည့်တလောက်ဆိုရင်ဂိုးပေါ်တယ်ပေတော့ဂိုးပေါင်းကြီးကနည်းနည်းပြော့တယ်3လုံး30လို့3လုံး20လို့ပဲရှိတယ်တခါလီ front back ရဲ့ဂိုးပေါင်းကြီးတည်အဲ့လိုလုံနေတာပေါ့အဲ့တော့ထားပါအဲ့တော့ဒီညကျွန်တော်တို့ Leeds United နဲ့ Nottingham Forest နဲ့ပွဲLeeds United ကနေ level 50ရှုံးပေးတယ်ကိုပေါင်းကြီးက2-60ရှုံးရှိတယ်ထားပါ Leeds United အနေနဲ့ကအိမ်ကွင်းမှာLeedsရဲ့ပြိတ္တဒီ Leeds United ရဲ့ပြိတ္တကအိမ်ကွင်းပြိတ္တကြမ်းလဲကြမ်းတယ်အိမ်ကွင်းမှာလည်းပူကောင်းတယ်တစ်ဖက်က Nottingham Forest ကကျွန်တော်တို့အဝေးကွင်းညံ့တယ်အိမ်ကွင်းပူကောင်းတယ်ဆိုတဲ့တိုက်မျိုးပဲဒါပေမဲ့ Leeds United တီကျွန်တော်တို့အသင်းလေးချင်းတွေ့ရင်ဖင်ပိတ်ကံမှာမဟုတ်ဘူးအာဆင်နယ်တို့ဘာလို့နဲ့တွေ့ရင်ကျွန်တော်တို့ဖင်ပိတ်ကံမှာမဟုတ်အာဆင်နယ်တို့ဘာလို့နဲ့ဆိုရင်ဖင်ပိတ်ကံကောင်းကံခြင်းပဲမဲ့နော်တန်ဖော်ရက်နဲ့တွေ့ရင်တော့သူကဖင်ပိတ်ကံမှာမဟုတ်ဘူးလူ United ဒီရာဒီမှာကျွန်တော်တို့အဆင့်16နဲ့အဆင့်19နဲ့တွေ့တယ်ရမက်ကလည်းတူးနေတယ်အဲ့တော့တသင်းနဲ့တသင်းနဲ့ကခြေလဲလက်ရှိမှာညီးနေတယ်ပေါ့နော်တန်ဖော်ရက်ကနောက်ဆုံး6ပွဲမှာတပွဲလားပဲရှုံးတော့တယ်နော်တန်ဖော်ရက်နောက်ပိုင်းပွဲစဉ်မှာရှောင်းတိုက်ရဲ့အသင်းကခြေစွမ်းတက်လာတယ်နောက်တစ်ခုကနော်တန်ဖော်ရက်ဒီအိမ်ကွင်းမှာဖင်ပိတ်ရမ်းကန်တယ်အိမ်ကွင်းမှာဆိုရင်နော်တန်ဖော်ရက်ကမကန်ဘူးအိမ်ကွင်းမှာဆိုရင်ပိတ်ကန်တာများတယ်သူ့ရဲ့ defense ကလည်းအိမ်ကွင်းမှာတော်တော်လေးကောင်းတယ်ရလက်ကလည်းတော်တော်လေးကောင်းတယ်ဒါပေမဲ့အဝေးကွင်းမှာနော်တန်ဖော်ရက်ရဲ့နော်တန်ဖော်ရက်ကဖင်ပိတ်မကန်ဘူးနောက်တစ်ခုက Leeds United လို့အသင်းမျိုးကိုတော့သူကဖင်ပိတ်ကန်စရာအကြောင်းရင်းမရှိဘူးသူတပြန်ကိုတပြန်ဆိုရမယ်အသင်းဘယ်လိုပြောအန်ဒါတော့မဟုတ်ဘူးသူကအဲ့လိုပဲ Leeds United ကလည်းနော်တန်ဖော်ရက်ကိုဖင်ပိတ်ကန်စရာဘာအကြောင်းရင်းမှမရှိဘူးနှစ်သင်းလုံးဒီအမှတ်တူကျွန်တော်တို့အဆင့်16နဲ့အဆင့်19နှစ်ယောက်လုံးဒီပွဲကိုနိုင်ရှုံကြိတ်ကြမှာကျွန်တော်အမြင်ရပြောရင်2-60ရှုံးအနေထားရတော့ကျွန်တော်အမြင်ရဂူအောက်ကိုခေါ်နေတယ်လို့ကျွန်တော်ထင်တာပဲဘာလို့ဆိုတော့ Leeds United ရဲ့နောက်ပိုင်းအိမ်ကွင်းတွေကဂူအောက်တယ်ပြီးကြတဲ့ Arsenal နဲ့ပွဲရချွင်းချက်ကလွှဲရင်အိမ်ပွဲနဲ့ကို Nottingham Forest ရဲ့နောက်ပိုင်းပွဲစဉ်တွေလည်းတဖန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့စန့်ကျင်ဘက်ကနေတွေးတော့မယ်သိရမလားစန့်ကျင်ဘက်ကနေတွေးကြည့်ရင်နှလုံး60ရှုံးဆိုတာကျွန်တော်တို့ဂူအောက်ကိုခေါ်တာကျွန်တော်က60ရင်းမယ်ကျွန်တော်က3လုံးသွားမယ်လို့ပဲယူဆတယ်ကျွန်တော်အမြင်ရကိုအောက်တီးတဲ့ကိုမဝင်ဘူးတသင်းနဲ့တသင်းအပြန်လန်သွားမယ်ဖွင့်ပိတ်မကံမဲနဲ့ဖွင့်တိုက်မယ်လို့ကျွန်တော်ကမြင်တယ်ကျွန်တော်အမြင်ရပြောရင်60နဲ့ရတော့ကျွန်တော်ကဂိုးပေါ်ပဲနှလုံးအနည်းဆုံးသွားမယ်သုံးလုံးသွားမသွားကိုစောင့်ကြည့်မယ်ကျွန်တော်ကဂိုးပေါ်ပဲကြိုက်တယ်ဒါတပွဲအဲ့တော့နောက်တစ်ပွဲကဘာတုံးဆိုတော့ Union Berlin နဲ့ Frankfurt နဲ့ပွဲကျွန်တော်တို့ Union Berlin ကနေ level 50လောက်ပေးနေတယ်ကိုပေါင်းကြီးက3လုံးကို190ငစားခုမှသတိထားမိတာကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်ကဂျာမန်ဘွန်ဒလီဂါကိုတိတ်ပြီးတော့ဟိုတအားကြီးတဲ့ထဲမှာမပါဘူးတအားကြီးတဲ့ထဲမှာလည်းမပါဘူးကြည့်တော့ကြည့်ပါတယ်ဒါပေမဲ့ကျွန်တော်သတိထားမိဖရန်ဘတ်တီဂိုးပေါ်နေတာတော့သိတယ်ကျွန်တော်သတိထားတော့ထားတယ်ဒါပေမဲ့သေချာပါချာစိတ်ထဲမှာသတိမထားမိတာခုမှကြည့်တာဖရန်ဘတ်ကနောက်ဆုံး9ပွဲမှာ6ပွဲကိုပေါ်ထားတာအပြတ်တွေကြီးပဲနော်နောက်ဆုံး9ပွဲမှာ6ပွဲကိုပေါ်ထားတာဖရန်ဘတ်ကကျွန်တော်ကြီးတော့ကောင်းကောင်းမမှတ်မိဘူးပြီးခဲ့တဲ့ကိုပေါင်းကြီးတွေလေကျွန်တော်အမြင်ရပြောရင်လေးလုံးစားတွေပါမဟုတ်ဘူးကျွန်တော်မှတ်မိသလောက်ဆိုဖရန်ဘတ်ကျွန်တော်မျက်လုံးထဲမှာမထွက်ဘူးဆိုရင်လေးလုံးစားပေးတဲ့ပွဲမရှိသလောက်ကိုကျွန်တော်ကရှားတယ်ထင်တာပဲ3လုံး35ရှုံးလို့3လုံး80ရှုံးလို့3လုံး80ရှုံးလို့ပဲပြီးတယ်လေးလုံး90တွေပါကျွန်တော်တိတ်တောင်မမြင်ဘူးလားပေးရင်လည်းပေးမယ်ကျွန်တော်သတိမထားမိရဖြစ်မယ်ကျွန်တော်မျက်လုံးထဲတော့တိတ်မမြင်ဘူးတိတ်မမြင်မိဘူးပေါ့ခုလက်ယူနီယံဘာလင်နဲ့ကျွန်တော်ကြည့်တယ်ယူနီယံဘာလင်ကနောက်ဆုံး9ပွဲမှာ3ပွဲကိုပေါ်ထားတယ်
ဖရန်ဖက်ကနောက်ဆုံး9ပွဲမှာတပွဲပဲကိုနောက်ဆုံး9ပွဲမှာတပွဲပဲကိုအောင်စပါးကို2စီးနဲ့ရှုံးနေပွဲဆိုလိုချင်တာကအဲ့လောက်ကိုပေါ်နေတဲ့အသင်းကို3လုံး95စားပေးတာကအချက်က2ချက်ပဲရှိတယ်ပေါ်မှာတိလို့အောက်တဲ့ကြီးပေးတာလားကြီးရအောက်ကြီးဗျာဒါရှင်းရှင်းပဲပြောတာကျွန်တော်တို့ကမျက်လုံးနဲ့တိုင်စဉ်းစားပဲကျွန်တော်တို့မျက်လုံးနဲ့တိုင်စဉ်းစားကြည့်အဲ့ဂိုးအောင်ကြီးကကျွန်တော်တို့ဂိုးအောင်ကြီးကိုပေးထားတာဂိုးအောက်မယ်ဟိုဂိုးအောက်ထိုးရမယ်ကြီးကိုကြီးသမားတွေဆိုရင်အဲ့ကြီးကဂိုးအောက်ကိုလိုက်ရမှာမှန်တယ်ဒါပေမဲ့လောက်ပေါ်နေရင်အောက်ကြီးပေးလာတယ်နော်အဲ့ဒါသတိထားရတယ်ကျွန်တော်ညီကိုတွေသိမှာပါဘိုင်ယန်မြူးနဲ့တောက်လျှောက်ပေါ်နေတော့ကအောက်ကြီးပေးတာပဲအောက်ကြီးပေးတာပဲဘိုင်ယန်မြူးနဲ့တောက်လျှောက်ပေါ်နေတာအောက်ကြီးပေးတာ3လုံး80စား3လုံး50စားတော့ဘာလန်ကောက်ပေးလိုက်သေးတယ်မှတ်မိမယ်ကျွန်တော်တို့ရီယယ်မက်ထစ်ဒီလောက်ခြေစွမ်းညံ့နေတာရီယယ်ရဲ့ကြီးရဲ့ခုချိန်ထိမကြဘူးနော်ဘာကြောင့်လဲဆိုတော့ဖိတ်ထားရတာရီယယ်ကြီးကို1စားတွေ160ဟို1စားတွေဘာတွေရှောက်မပေးဘူးသိရမလားဘာလို့ရီယယ်မက်ထစ်ကိုလောက်ကြီးကြနေတဲ့အတင်းဗျာကျွန်တော်ပြောလူတိုင်းဘဲကန်နေတဲ့အတင်းဒါမဲ့ရီယယ်ရဲ့ကြီးရဲ့ခုချိန်ထိမြင့်ထားတော့မယ်ဘာကြောင့်လဲတပွဲနိုင်မလားဆိုတဲ့အရှိန်နဲ့ပေးထားတာဆိုလိုချင်တာအဲ့တော့ကျွန်တော်အမြင်ရပြောရင်ဖရန်ဘတ်နဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုတွေလည်းလိုက်ကြည့်တယ်ပြချက်ဖရန်ဘတ်ရဲ့ကစားတာကအပွင့်ကြီးဖရန်ဘတ်ကလုံးဝအပွင့်ကြီးကစားတာဖရန်ဘတ်ကအနောက်တန်းကအရန်အင်မတန်ညံ့တာဖွင့်ဆော့တာယူနီယံဘာလင်ကလည်းဂျာမန်ဘွန်ဒလီဂါမှာတကူတည်းတော့ဂိုးအောက်တက်တဲ့အသင်းဆိုပေမဲ့ယူနီယံဘာလင်ကလည်းကူးနောက်ပိုင်းနောက်တန်းကစုပ်ပြတ်တတ်နေတာပဲအဲ့တော့ကျွန်တော်အမြင်ရပြောရင်ပေါ်မန်းတီးလို့အောက်ကြီးခေါ်တယ်လို့ပဲကျွန်တော်ကထင်တယ်ပေါ်မှာတီးလို့အောက်ကြီးခေါ်တယ်လို့ပဲထင်တယ်ထိုလိုချင်တာဗျာ3လုံး90ရှုံးနေ3လုံး80ရှုံးနေကောက်ပေးလိုက်အကုန်ဂိုးပေါ်ထိုးကုန်မှာအဲ့တော့အဲ့လိုထိုးမှမှန်တီးလို့3လုံး95စားပြီးတယ်လို့ကျွန်တော်ကမြင်တာပဲကျွန်တော်အမြင်ရဆန့်ကျင်ဘက်ကနေကျွန်တော်စဉ်းစားကြည့်ရင်ဂိုးပေါ်ကပဲကောင်းတယ်လို့ကျွန်တော်ကထင်တယ်ဂိုးပေါ်ပဲကြိုက်တယ်အဲ့တော့နောက်ဆုံးပွဲကဘာတုံးဆိုတော့လိုင်လီနဲ့မတ်နဲ့ပွဲလိုင်လီက1လုံး20 1လုံး30ထားပါ1လုံးစား1လုံးတရီပေါ့အဲ့လောက်ပေးနေတယ်မတ်ကိုလိုင်လီကနောက်ဆုံးပြင်သစ်လီဂူ4ပွဲဆက်နိုင်မရဘူးဒါပေမဲ့မတ်ပြမတ်ကကျွန်တော်အမြင်ရပြောရင်ပြင်သစ်လီဂူရဲ့မတ်ကအတော်ကြည့်ရဟိုဘယ်လိုအဆင်မပြေပါဘူးမတ်ကကျွန်တော်ပရီးမီးယားလိဂ်မှာဆိုရင်မရဘူးအဲ့လိုအသင်းမျိုးကတော်တော်ခဲရင်းတယ်ကျွန်တော်ပြောအစင်တန်းကြီးကတော်တော်ကွာတယ်ဗျာကျွန်တော်တို့ပရီးမီးယားလိဂ်ကအောက်ဆုံးအသင်းဝူဘာအန်တန်တို့ကျွန်တော်တို့အသင်းတွေပါကြီးတော့ဘန်လေးတို့ပါအောက်တောင်တော်တော်အစင်တန်းရှိတယ်မတ်တို့ပါတို့ကျွန်တော်အဲ့ပြင်သစ်လီဂူကိုကျွန်တော်အဲ့မတ်ကိုမကြကြည့်မိတယ်ကျွန်တော်လည်းပေးတယ်ဆိုတော့ကျွန်တော်မတ်ကိုကြည့်တယ်တော်တော်အဆင်မပြေဘူးလိုင်လီအနေနဲ့အဲ့မတ်မှာမနိုင်ရင်ကိုကြောင်ကြားထဲသွားပြီးတော့အသင်းမှာဖြတ်သိမ်းပလိုက်တော့သိရမှာလားဟိုကျွန်တော်ပြောချင်တာမတ်မှာမနိုင်ရင်အသင်းမှာဖြတ်သိမ်းလိုက်တော့ပဲကျွန်တော်အမြင်ရပြောတာအဲ့မတ်ကတော့နိုင်ကိုနိုင်တဲ့နဲ့ကြီးပဲနိုင်ကိုနိုင်တဲ့နဲ့ကျွန်တော်အမြင်ရပြောရဲ့လိုင်လီကြိုက်တယ်အဲ့တော့ဒါကတော့ဒီည30ချက်3ပွဲပေါ့အဲ့တော့နောက်ပြန်ညတော့တကယ်စီးရီးယားပွဲတွေလာမှာဆိုတော့ဒီညကတော့ကျွန်တော်တို့အပျော်သဘောလေးဆော့အောင်လို့ကျွန်တော်အနေနဲ့ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်